Okay ဒီပုံကိုကျွန်တော် AI နဲ့ skin retouch လုပ်မှာပေါ့နော်ဆိုတော့ AI ဆိုပေမဲ့ဗျာကျွန်တော်တို့ original detail လေးပြန်လိုချင်တယ်ဆိုတော့ Photoshop လေးပါနည်းနည်းမှန်းရမှာပေါ့နော်ဆိုတော့ပထမဦးဆုံးဒီပုံကိုကျွန်တော် AI နဲ့ retouch အရင်လုပ်လိုက်မယ်ဒါကိုကျွန်တော်မျက်နှာကိုအရင်လုပ်မှာပေါ့နော်ဆိုတော့မျက်နှာတစ်ခွက်ကိုကျွန်တော်ဆက်လက်မှတ်လိုက်မယ်ဗျာပြီးလို့ရှိရင်ဒီ app တွေကိုထည့်လိုက်မှာပေါ့နော်ဒီမှာ load image တွေကိုကျွန်တော်ထည့်လိုက်မယ်ဒီမှာ 5 tone value ဆိုပြီးတော့ရှိတာပေါ့နော်ဆိုတော့ကျွန်တော်ကအသားကိုတိတ်ပြီးတော့မဖြူစေချင်ဘူးဆိုတော့ 0.2 လောက်ပဲထားလိုက်မှာပေါ့ပြီးရင် app generate ပေါ့နော်ဆိုတော့ဒီမှာ generate နေပြီဒါဆိုသွားပြီပေါ့နော်ဆိုတော့ generate နေတဲ့အချိန်မှာကျွန်တော်တို့နောက်ထပ်အလုပ်တစ်ခုထပ်လုပ်တာလို့ရတယ်ဒီမှာ selection 6ဆိုတဲ့ဟာကိုပေါ့နော်ဆိုတော့ကျွန်တော်ဒါကို selection 6ဆိုတော့ထပ်နှိပ်လိုက်မယ်သူကဘာလုပ်ပေးတာလဲဆိုတော့ဗျာဒီ skin select တို့ hair select တို့ကို auto မှတ်ပြီးမှာပေါ့နော်ဆိုတော့ဆိုလိုချင်တာဗျာကျွန်တော်တို့ skin retouch ပြီးတော့ဒီ skin တီးတန့်ကိုပဲကျွန်တော်တို့ကcolor ချိန်နေတာတို့အလင်းမှုန်ချိန်နေတာတို့ဆိုလို့ရှိရင်ဒီကောင်လေးကအတုံးဝင်တယ်ဗျာဒီ map လေးကလေကျွန်တော်လိုက်ပြီးတော့မှတ်ပေးစရာမလိုတော့ဘူးเนาะဆိုတော့ဒါကလည်း AI နဲ့ပဲမှတ်လိုက်တာဆိုတော့ဒီမှာသူသွားနေပြီဒီမှာလည်းသွားနေပြီပေါ့နော် okay အဲ့ဒီသွားနေတဲ့အချိန်မှာကျွန်တော်တို့ action အတွက်ကိုကျွန်တော်တို့ ready ပြင်ထားလိုက်မယ်ဆိုတော့ဒီ layer ကိုပဲကျွန်တော်တို့set original layer ဆိုပြီးတော့ကျွန်တော်တို့ ready လုပ်ထားလိုက်မယ်ဒါကကျွန်တော်တို့ရဲ့ original layer ဆိုပြီးတော့ကျွန်တော်တတ်မှတ်လိုက်တာပေါ့ဗျာ okay ဒါဆိုရင်ဒီမှာ selection ယူခြင်းအသင့်ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါကိုကျွန်တော် ready ဆိုပြီးတော့နှိပ်လိုက်မယ် okay ပြီးသွားပြီပေါ့နော်ဆိုတော့ selection တိန်းတာပွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမျိုး skin ဒီမှာသူသွားနေတော့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ skin matte တွေပြန်ပြီးလိုချင်တဲ့အခါမှာဆိုပါစို့ကျွန်တော်တို့ skin ကိုနည်းနည်းလေးလင်းနေတာပေါ့ဆိုတော့ cap ခေါ်လိုက်မယ်ဒါဆိုရင်သူကတပုံလုံးလင်းသွားမှာဗျာကျွန်တော် skin ပဲလင်းစေချင်တာခုနကျွန်တော်တို့ skin matte မှတ်ပြီးသွားပြီဆိုတော့ဒီမှာကျွန်တော်ဒီမှာ skin matte ဆိုတော့ဟာနှိပ်လိုက်ရင်ရပြီပေါ့နော် skin matte ဒါဆိုရင် skin ပဲထိတော့မှာပေါ့နော်ဒါကခုန AI နဲ့မှတ်လိုက်တဲ့ဟာကိုကျွန်တော်တို့ပြန်ယူသုံးတာတော့အလွယ်တကူပြန်ချိန်လို့ရတာပေါ့နော် okay ဆိုတော့ဒီမှာအသားချောတဲ့အပိုင်းပြီးသွားပြီဆိုတော့ဒါကို import canvas နဲ့ကျွန်တော်ထည့်လိုက်မယ်import canvas ဆိုတာဒီ canvas တွေကိုပြန်ထည့်ခိုင်းတာပေါ့နော်ဆိုတော့ဒါက AI က retouch ပြီးလိုက်တဲ့ဟာကျွန်တော်ဒီတိုင်းသုံးလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့average ကြည့်ရင်တော့တူတယ်ဆိုပေမဲ့လေတခြားအနီးကပ်ဆွဲကြည့်မယ်ဆိုရင်တော့ detail တွေကမတူနေဘူးပေါ့နော်။ဒါပေမဲ့ဒါကကိုလက်ခံရင်ရတယ်ဘာမှမဖြစ်ဘူး။ကိုက original detail ကိုပဲကြိုက်တဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ action နဲ့ပြန်ယူလို့ရတယ်။ဆိုတော့ကျွန်တော်က channel ဒီ plugin တွေကိုသွားမယ်ပြီးလို့ရှိရင် original detail skin ဆိုတဲ့ဟာကိုတစ်ချက်ကလစ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ original detail အတိုင်းပြန်တက်လာဟော okay ဒါဆိုရင်ပြီးသွားပြီဆိုတော့ဒါက original detail အတိုင်းပဲဘာမှမပြောင်းလဲပါဘူးပေါ့နော် skin tone လေးတွေပဲပြောင်းသွားမှာပေါ့နော်ဆိုတော့ခုန AI နဲ့ပြန်ရှင်းကြည့်ပေးမှာဒါခုန AI နဲ့မှာဝဝကြီးဖြစ်နေတာပေါ့နော်ဆိုတော့ဒီမှာဒါ original အတိုင်းပေါ့နော်ဒီမျက်ခုံးတစ်မြင်ချင်းကအစား original အတိုင်းပဲ okay ဒါဆိုရင်ဒီမှာရပါပြီဆိုတော့ကျွန်တော်ကဒီမျက်နှာလောက်ပဲလူချင်တာဗျာဆိုတော့ဒီ map ကိုကျွန်တော် invert control I invert လုပ်လိုက်မယ်ပြီးတော့မှ brush tool လေးနဲ့ဒီနေရာလေးတွေကို like မျက်နှာလောက်ပဲ like ပုတ်လိုက်မှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာလေးပဲကျွန်တော်ချောထားတာ哦 okay ပြီးသွားရင်ဒီ layer တွေကိုကျွန်တော်ပေါင်းလိုက်မယ်ဆိုတော့ဒါတွေက control E layer ပေါင်းလိုက် okay ဆိုတော့ဒါလောက်နဲ့ချောတာကျွန်တော်တိတ်ပြီးတော့မကြိုက်သေးဘူးပေါ့နော်ဒါကကိုယ့်ရဲ့ choice ပဲကိုကဒါလောက်နဲ့ကြိုက်ရင်ဒီမှာ break လိုက်လို့ရတယ်ဒါလောက်နဲ့မကြိုက်သေးဘူးဒီထက်နည်းနည်းလေးပူပြီးတော့ချောစီခြင်းသေးတယ်ဆိုလို့ရှိရင်မျက်နှာတစ်ခွက်ကို select ထပ်မှတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ AI မှာထပ်လုပ်မှာပေါ့နော် skin retouch ဆိုပြီးတော့ထပ်ရှိတဲ့အပေါ်မှာဒါလေးကိုတစ်ချက်ကလစ်လိုက် okay ပြီးလို့ရှိရင်ကျွန်တော်က body ကိုပါနည်းနည်းလေးလုပ်ချင်တယ်ဗျာ body ပါစမှုချင်တာပေါ့နော်ဆိုတော့ body ကိုတော့တီးတန်းတစ်ခေါက်ပြန်လုပ်ပေးလိုက်တာပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော် DT ကောင်းကောင်းလေးလုပ်ချင်လို့ select မှတ်လိုက်တယ်ပြီးရင် skin retouch ပေါ့နော် body တစ်ခါမျက်နှာတစ်ခါကျွန်တော်လုပ်ရတယ်ဒီမှာ loading bar တွေတွားနေပြီပေါ့နော်ဒါကမျက်နှာဒါက body
ဒီမှာမျက်နှာပိုင်းပြီးသွားပြီပေါ့နော် okay ဒီမှာမျက်နှာပိုင်းပြီးသွားပြီဆိုတော့ကျွန်တော် ready ကိုနှိပ်လိုက်တာနဲ့auto retouch လုပ်သွားပြီမယ်ဗျာ okay ဆိုတော့ဒီမှာကြည့် before and after ဆိုတော့ဒါက original ဒါကကျွန်တော်ချော်လာတဲ့ဟာဆိုတော့ तू ကဒီစပင်လေးတွေပါ तू ကလိုက်ပြောင်းသွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့စပင်တွေမပြောင်းခြင်းဘူး skin လောက်ပဲလိုချင်တယ်ဆိုရင်ကျွန်တော်တို့မှာ matte ရှိတယ်ဒီမှာ skin matte ကိုတစ်ချက်နှိပ်ပေးလိုက်အဲ့ဒါဆိုရင်မျက်နှာပဲထိတော့မှာဒါကလေ okay ဆိုတော့ဒီအောက်နားလေးမှာနည်းနည်းလေးကြံတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တို့ brush လေးနဲ့ပဲနည်းလိုက်ဖြတ်ပေးလိုက်ပေါ့အဲ့ဒါဆိုရင် body ပိုင်းသွားမယ်ဗျာဆိုတော့ဒီ skin အပိုင်းမှာဆိုလဲဒီခုနကကျွန်တော်တို့ skin retouch လုပ်လိုက်တဲ့ဟာပေါ့နော်ဆိုတော့ तू ကဒီလောက်လေးပြောင်းလဲမှုရှိတာပေါ့နော်တုံးလေးနည်းနည်းပို့ပြီးတော့လှသွားတယ်ဗျာဒီနေရာလေးတွေဆိုလို့ရှိရင်ကြည့်လို့ပူကောင်းသွားတာပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ average ကိုမကြိုက်ဘူးဆိုရင်ဒီ group ကိုဖွင့်ချလိုက်ဒီမှာ skin AI ဆိုပြီးတော့ရှိတယ်ဒီမှာ opacity အတူရှော့နဲ့ကျွန်တော်တို့လိုလိုပြန်ကစားလို့ရတယ်ခုလိုတဲ့အနေအထားလေးကိုပြန်ယူပေါ့နော်ဆိုတော့ဒီအောင်ကျွန်တော်80လောက်တော့ယူလိုက်မှာပေါ့ okay ပြီးလို့ရှိရင်ခုနက body ပိုင်းပြီးသွားပြီပေါ့နော်ဆိုတော့ဒါကိုကျွန်တော် ready ထပ်နှိပ်လိုက်မယ် okay ဒါက body အပိုင်းဆိုတော့ဒီမှာအစင်းချောင်းလေးတော့ဖြစ်နေမယ်ကျွန်တော်တို့ map လေးတော့ပြန်ခံပေးဖို့လိုတာပေါ့နော်ဆိုတော့ခုနအတိုင်းပဲဒါကိုကျွန်တော် control I invite လို့ပဲပြောင်းလိုက်တော့မယ်ပြီးတော့မှ brush လေးနဲ့ကိုလိုချင်တဲ့ area လေးကိုပဲလိုက်မှတ်လိုက်မှာပေါ့နော် okay ဒါက body အပိုင်းအဲ့ဒီမှာလည်းအတိုင်းပဲကျွန်တော် group ဖွင့်ချလိုက် skin AI ဆိုပြီးတော့ရှိတယ်ဒါကိုကျွန်တော်တို့ adjust ပေါ့နော်ဒီမှာအတူ short လုပ်လို့ရတယ် skin ကိုဘယ်လောက်ထိထားမလဲပေါ့ okay ပြီးရင်ကိုက dot and man တွေပါတွေထည့်ခြင်းတယ်ဆိုရင်ဆိုတော့ဒါကြိုက်သွားပြီပေါ့နော်ဒါကျွန်တော် layer ပေါင်းလိုက်တော့မယ် control E okay dot and man ထည့်မယ်ဆိုရင်ဒီမှာ dot and man auto ဆိုပြီးတော့ရှိတယ်ဒါ AI မဟုတ်အရှင်ပေါ့နော် dot and man auto ဒါဆိုရင်ဒီမှာ dot and man auto ထည့်သွားပြီမှာဆိုတော့ကျွန်တော်တို့အတူအလျှော့ကိုဒီကနေပြန်ကစားလို့ရတယ် dot and man အတူအလျှော့dot and man auto ထည့်သွားပြီဆိုတော့ဗျာမိနစ်ပိုင်းလေးနဲ့ကျွန်တော်တို့ professional look လေးရမှာပေါ့နော်ဆိုတော့ before and after original အတိုင်းပဲ original detail အတိုင်းပဲပေါ့နော်ဒီမှာကြည့် original detail အတိုင်းပဲအကုန်လုံးဒီ original အတိုင်းပဲကျွန်တော် skin retouch ကို professional skill ပုံစံမျိုး AI နဲ့ခိုင်းသွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့မိနစ်ပိုင်းလေးပဲကြာတယ်ဗျာ1 click နဲ့ဆိုလို့ရှိရင်1 click လောက်ပဲရမှာပေါ့နော်ဒါကဘယ်လိုပြောမလဲနည်းနည်းကြီးများတဲ့ဆရာတွေအတွက်ပေါ့နည်းနည်းကြီးများတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီကြလေးလို့ရှိရင်ဒီနီးလေးတိုင်းတွားရင်မစိုးနေဘူးပေါ့နော်အချိန်လည်းတိတ်မကုန်ဘူး professional လွတ်လဲရမှာပေါ့နော်